မျိုးသားဟာမှန်တဲမှာထူးဆန်းတဲ့ဟင်းလင်းမြင်တစ်ခုရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာမှန်တဲကိုလက်နှိုက်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ရှေးဟောင်းခေတ်ကာလစီကိုရောက်ရှိသွားပါတယ်။အခြေအနေကိုမသိတဲ့အစေခံမင်းကလေးကတော့ဘေးမာကြီးကသူမကိုနောက်ပြောင်နေတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူမလက်ခိလိုက်တဲ့အခါစပွဲပေါ်မှာလက်ဖက်ပေါ်လာတာကိုတွေ့လိုက်ရပြီးထိုက်လန်တုံတော့ကသတိမိလဲကျသွားပါတယ်။ဘေးမာကြီးကတော့ဒါဟာနတ်ဗျာတွေစီကနမိတ်တစ်ခုလို့ယုံကြည်တာကြောင့်မှန်ရှင်းမှာအစားအစာနဲ့ရေရဟုတ်ဆူတောင်းခဲ့ပါတယ်။အမျိုးသားကသူ့လက်ကိုပြန်နှိုက်ထုတ်လိုက်တဲ့အခါကြောက်စင်းရုပ်တစ်ခုနဲ့လက်ရည်စားတစ်ဆောင်ပါလာတာကိုတွေ့ပြီးအံ့အားသင့်သွားပါတယ်။အဲ့ဒီအခါမှာပဲဒီချေးမှန်ဟာတာမန်မဟုတ်ဘူးဆိုတာသူသိလိုက်ရပေမဲ့သူ့မှာအစားအစာဝယ်ဖို့ငွေကြေးမရှိပါဘူး။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းထဲကရှေးရောက်ပစ္စည်းစစ်စစ်အကဲဖြတ်တဲ့အစီအစဉ်တစ်ခုရဲ့အကြောင်းကြားစာတက်လာပါတယ်။စီကန်းချက်တွေကတော့ရိုးရှင်းပါတယ်။အကယ်၍ပစ္စည်းကအတုထင်နေအဲ့ဒီနေရာမှာရိုက်ခွဲဖျက်ဆီးရမှာဖြစ်ပြီးတကယ်လို့အစ်စ်ကိုမှားယွင်းဖျက်ဆီးမိရင်တော့တန်ဖိုးရဲ့ဆဲဆလျော်ကြေးပေးရမှာဖြစ်ပါတယ်။မျိုးသားဟာကြောက်စင်းရုပ်တို့ကိုအဲ့ဒီအစီအစဉ်စီယူဆောင်လာခဲ့ပါတယ်။မထင်မပဲသူ့ရဲ့ရီးစားဟောင်းနဲ့သူမရဲ့တထေးရီးစားတူကဒိုင်းလူကြီးတွေထွင်နေပါတယ်။အမျိုးသမီးကသူ့ကိုမြင်တဲ့အခါတထေးဖြစ်သူနဲ့ပေါင်းပြီးသူ့ကိုလူပေါင်းအလဲမှာအဆက်ခွဲဖို့ကြိုးစားခဲ့ပါတယ်။အမျိုးသားရဲ့ကြောက်စင်းရုပ်တို့ကိုစစ်ဆေးရမယ့်အလဲမှာတော့တထေးကဒါဟာအတုဖြစ်တယ်လို့ချက်ချင်းပြောပြီးလူအများရှိမှရိုက်ခွဲပစ်လိုက်ပါတယ်။ဒါပေမဲ့ရှေးရောက်ပစ္စည်းအသင်းဥက္ကဋ္ဌကအဲ့ဒီမြင်ကွင်းကိုမတော်တဆမြင်တွေ့သွားပါတယ်။သူဟာကြောက်ခေတ်ဆောက်ဒန်နက်စတီကအရေးကြီးတဲ့တပ်တွေအထောက်အထမ်းဖြစ်တဲ့အစစ်အမှန်ပစ္စည်းတစ်ခုအဖြစ်စီခံလိုက်ရတဲ့အတွက်အလွန်တော်ပါထွားပြီးအဲ့ဒီအစီအစဉ်စီကိုကိုယ်တိုင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းအစီအစဉ်တင်ဆက်သူကဒီအစီအစဉ်ဟာဂုဏ်တိတ်ခါရှိပြီးဓာတ်ရိုက်ထုတ်လွှင့်နေတာဖြစ်လို့တထေးဘက်ကနေကာကွယ်ပြောဆိုနေပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားကဆဲဆလျော်ကြေးပေးရမယ့်စီကံကိုတတိယဒေါ်လာကြောင့်ကြေးမှန်ကိုအသုံးပြုပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကရှေးရောက်ပစ္စည်းတွေကိုထောက်မှန်ယူဆောင်လာပါတယ်။တထေးကတော့အားလုံးကိုတန်ဖိုးမရှိတဲ့အတူတွေလို့လောင်ပြောပြီးတစ်ခုပြီးတစ်ခုတွန့်ဆုံမနေဘဲနဲ့ရိုက်ခွဲပစ်လိုက်သလိုလျော်ကြေးပေးဖို့လည်းညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှေးရောက်ပစ္စည်းအသင်းဥက္ကဋ္ဌရောက်ရှိလာပါတယ်။သူကဖျက်ဆီးခံလိုက်ရတဲ့ပစ္စည်းတိုင်းဟာအစစ်အမှန်တွေဖြစ်ပြီးတစ်ခုချင်းစီဟာအနည်းဆုံးဒေါ်လာအသိန်းတန်ဖိုးရှိတယ်လို့အတည်ပြုပေးခဲ့ပါတယ်။သူ့သမီးထူတူကလည်းရှေးရောက်ပစ္စည်း9ခုဖျက်ဆီးခံလိုက်ရတာကြောင့်စီကံအကိုင်းဆဲဆလျော်ကြေးပေးဖို့တောင်းဆိုခဲ့ပါတယ်။အမျိုးသားဟာလျော်ကြေးငွေအဖြစ်ဒေါ်လာ190ရရှိခဲ့ပါတယ်။အဲ့ဒီနောက်ဥက္ကဋ္ဌကရှေးရောက်ပစ္စည်းတွေကိုထပ်မံဝယ်ယူဖို့ကမ်းလှမ်းပြီးဒေါ်လာ100ပေးဖို့အဆိုပြုပါတယ်။အမျိုးသားကလည်းတွန့်ဆုံမနေဘဲနဲ့သဘောတူလိုက်ပါတယ်။ဒါကြောင့်သူဟာမှန်တဲ့ကိုနောက်တစ်ချိန်လက်နိုင်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့သူဟာဧကရာမင်းရဲ့တော်ရန်ကြောက်စိမ့်တစ်စိမ့်တုံးကိုယူထုတ်လိုက်ပါတယ်။ဘေးမာကြီးကတော့ဒါကိုချက်ချင်းတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှအမျိုးသားဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဘေးမာကြီးကိုခေတ်သစ်ကဘာထဲကိုမတော်တဆဆွဲခေါ်လာမိပါ